ကဲကိုကျော်ကြီးကတော့မလာရင်ချက်ထားတာလေးကိုဗီဒီယိုရိုက်ထားလို့တင်မိုးလုပ်နေပါတယ်သူ့ကိုဘူးမှတော့မမေးပါဘူးသူကသူတင်ချင်လို့တင်มาပါတယ် ရင်တော့မလာနှိမ့်ချက်ဖို့ပြင်ပါမယ်နှမ်းရည်မြေပဲရည်ကိုဒဲရဲထည့်ပြီးလောပါမယ်မလောလဲဘာမှမဖြစ်ပါဘူးဗီဒီယိုရှေ့အောင်လုပ်ပါတော်ပြီးသွားပြီဆိုရင်တော့ကြိတ်ပါမယ်ကျိုးအဆွဲလေးရပြီမဲ့ဘူးကနေပါဆွဲပြီးကြိတ်လိုက်ပါတယ်ကြိတ်ထားတဲ့နှမ်းရည်မြေပဲရည်ဖိုက်စပိုက်ရည်ပင်းငပိရည်လောင်ကောမဆိုတာပဲမသိပါဘူးဒါလည်းပင်းငပိပဲဒါပေမဲ့မတူဘူးဒါဘူးကြီးထည့်ပြီးပူလာရင်ကြိတ်ထားတာတွေကိုထည့်ကြောပါမယ်နှမ်းနဲ့မြေပဲမုံကစီရမ်းစုပ်လို့စီမင်းများထည့်ပါမွေးလာရင်ပင်းငပိထည့်ပြီးတော့မတူတဲ့ပင်းငပိကိုထည့်ပါမယ်စားနေဟင်းညမုံရယ်ဖိုက်စပိုင်မုံကိုထည့်ပြီးတော့ပို့ပါမယ်ခွေလုံးနှံ့သွားပြီဆိုရင်မလာနှိရပါပြီပြီးသေးပါဘူးမလာချန်ကောနှိဆက်ထည့်ပါမယ်ပို့နေလို့ပါမထည့်လေဘာမှမဖြစ်ပါဘူးရပါပြီမလာနေလေမလာဟင်းအတွက်စာပလာတွေစပြင်ပါမယ်ဒါကတော့ဒီကြာကြီးစိန်လည်းမပြောတယ်မလာဖြူချောင်းပါကြောက်ပွင့်ထည့်မယ်ကျန်းနေရမှုထည့်မယ်မတိုင်းပါဘူးခင်းညလောက်ထည့်ပါတယ်ဝါကြီးကပေးပရောက်ချင်ပါပဲရေးထည့်ပြီးတနားရီလောက်မပြုတ်ခင်ကျိုးစိန်ရပါတယ်တောက်ရည်ထည့်နေနဲ့ဒီဘက်ကနေခတ်ထည့်လိုက်ပါတယ်ငုံတွေကိုစားထည့်ပြီးပြုတ်ပါမယ်စားထည့်ပြီးပြုတ်ရင်ကြည်ချွဲတွေပြောင်းလို့ဆိုလို့ပါပြုတ်ပြီးသွားရင်ရေးထဲကိုထည့်ပြီးတော့ခွာပါမယ်ခွာလို့လွယ်အောင်လို့ပါခွာကြည့်တော့ခွာလို့မလွယ်ပါဘူးကက်နေပါတယ်အလုံး30လုံးကို3စက္ကန့်နဲ့ခွာပြထားပါတယ်ဗီဒီယိုထဲမှာမလို့ပါခါကြောက်ကိုလည်းဂျင်းနဲ့2ခါလောက်ချစ်ပြီးတော့ပြီးတဲ့အချိန်ရောက်သွားပါပြီပြီးပါတယ်မနီးပါဘူးဒီမစေးပဲစလုံးလေးကိုပြစ်ထည့်လိုက်ပါတယ်ပန်းမောင်လာစိမ့်လေးအတူတူပါပဲပြီးချင်တယ်လို့ပြီးပါတယ်အရွက်ကဘယ်ရွက်သုံးရပါတယ်မြက်တွေထည့်လည်းရပါတယ်မလာအနေနဲ့ဆိုမြက်မှာမဟုတ်ပါဘူးတရွက်6ပြီးလည်းစားကောင်းပါပါဒါကတော့မုံငင်းပြီပါဒီမစေးပဲလှိပါမယ်ဒါကတော့မုံငင်းမှာမတူပါဘူးဒါကြအစိမ်းပြီးရင်ရေးဆေးပြီးကြာပြုတ်ရတဲ့ကျန်းရွက်မှုတို့မာလာချောင်းတို့ခါကြောက်ဦးတို့ဗတ်မုံလာစိမ်းတို့ရင်ပြုတ်ပါမယ်ပြုတ်လို့နိုးပြီဆိုကြက်မြန်နဲ့ပဲပြကြောက်ကိုထည့်ပါမယ်ပြီးရင်မုံညင်းတွေကိုပြုတ်ပါတယ်ပြုတ်လို့နိုးရင်ဆယ်ပြီးတော့ရေးရေးနဲ့စီပါမယ်ဒါဆိုရင်တော့မလာရင်ချက်ဖို့လိုတာတွေရပါပြီစချက်ပါမယ်အရင်ဆုံးပြောင်းကုန်မုံကြိုပါမယ်ဒီပစ္စည်းချင်းလို့များများထည့်ပါတယ်ခုတော့မတိုင်းပါဘူးကိုယ့်ဘာသာလောက်ဆောင်မှချိန်ပါသုံးဆုံးတို့တိုးစာတော်လောက်ပါပဲပြီးရင်ဖြည်းဖြည်းချင်းပြစ်လာတဲ့အထိမှုရမယ်
ဖြစ်သွားရင်မာလာအနှစ်ကိုတိုးဥစား3စွန်းထည့်ပါတယ်အနှစ်ကချက်တော့စီနေသွားလို့ခုတော့6နေပါပြီပြီးရင်နှံ့တော့ငွေပါမယ်နှံ့သွားရင်ငုံနဲ့ငါအကြောင်းတွေထည့်ပါမယ်အရွက်တွေထည့်နေရင်ပိုပြစ်သွားမှာမလို့ဥယျာဉ်နည်းနည်းထည့်ပါမယ်မာလာနှစ်ထဲကိုအရွက်ပဲထည့်တယ်အရွက်ထဲကိုမာလာနှစ်ပဲထည့်တယ်ပါဇက်ထဲမှာပဲထည့်နေနေနှံ့သွားရင်စားလို့ရပါပြီနေပြီးတော့ရင်အပေါ်ငယ်ရလို့တို့ချိန်ပါမယ်ခုခင်းညမောင်ကများတော့သိပါတယ်ကိုလုံးစားတော့မှပြင်နှုတ်တိုင်နှုတ်လိုက်ပါဟိုးကြက်နေလို့ဖြည်းဖြည်းချင်းမွေရင်းနဲ့မလိုင်းလေးရတော့ပါပြီ